အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ်ကျွန်တော်တို့သင်ခန်းစာလေးရတော့ကျွန်တော်တို့ဂီတသမားတိုင်းတီးကိုတီးထားရမယ်ကျွန်တော်တို့12တန်းစဉ် chromatic scale ကနေပြီးတော့ကျွန်တော်တို့9တန်းစဉ် do re mi fa sol la ti diatonic major scale ဆင်းသက်လာပုံနောက်ပြီးတော့ကျွန်တော်တို့ do re mi fa sol la ti diatonic major scale ကျွန်တော်တို့ method ပေါ့နော်ကျွန်တော်တို့တိဆောက်ပုံကျွန်တော်တို့အဲ့ဒါကိုကျွန်တော်အယိုးရှင်းဆုံးပုံစံနဲ့ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့သင်ခန်းစာလေးကိုတွားလိုက်ရအောင်မင်္ဂလာပါကျွန်တော်သင်ခန်းစာလေးရတော့ကျွန်တော်တို့ chromatic scale to diatonic major scale ဆိုတဲ့သင်ခန်းစာဖြစ်ပါတယ် music theory ရဲ့ basic အခြေခံ number 1ပဲဖြစ်ပါတယ်ကျွန်တော်တို့တွားလိုက်အောင်ကျွန်တော်တို့ music မှာဆိုလို့ရှိရင်ဒီလိုသင်္ကေတလေး flat လို့ခေါ်ပါတယ် FLAT flat ဒီလိုသင်္ကေတလေးကိုကြတော့ကျွန်တော် sharp လို့ခေါ်ပါတယ် SHARP sharpကျွန်တော်တို့ flat ဆိုတာကတော့ကျွန်တော်တို့ဒီတဝက်နှိမ့်သွားတဲ့အတန်ဖြစ်ပြီးတော့ sharp ဆိုတာတော့ကျွန်တော်တဝက်မြင့်သွားတဲ့အတန်ကိုပြောတာဖြစ်ပါတယ်ဥပမာကြည့်မယ်ဆိုရင်ကျွန်တော်တို့ G မှာဆိုလို့ရှိရင် G ကိုကျွန်တော်တို့ half step up ပေါ့နော်ကျွန်တော်တို့ဘားဝက်ပေါ့ဂီတာမှာဆိုဘားဝက်ပေါ့ piano မှာဆိုရင်ကျွန်တော်တို့အတန်တဝက်ပေါ့ half step up ကျွန်တော်တို့မြင့်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော် G sharp ဆိုပြီးဖြစ်ပါတယ် G sharp ဆိုပြီးဖြစ်ပါတယ်ကျွန်တော်တို့ G natural G ကိုကျွန်တော်တို့ half step down ကျွန်တော်တို့ဘားဝက်ကျွန်တော်တို့ချလိုက်ဂီတာမှာဆိုရင်ကျွန်တော်ရှေ့ကိုကျွန်တော်တို့တဘားဝက်ပေါ့ဆုပ်လိုက်တဲ့ခါကျရင်ကျွန်တော် G flat ဆိုပြီးဖြစ်ပါတယ်ကျွန်တော်တို့ music မှာကျွန်တော်တို့ A to G ကျွန်တော်တို့ key တွေရှိတယ်အဲ့ထက်မှကျွန်တော်တို့ထူးခြားတာ B နဲ့ C E နဲ့ F ဒီကောင်တွေကဒီ B မှာဆိုလို့ရှိရင်ကျွန်တော်တို့ B sharp လို့မရှိပါဘူး C မှာဆိုရင်လည်းကျွန်တော်တို့ C flat လို့မရှိပါဘူးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ B ကိုကျွန်တော်တို့ half step up မြင့်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ C ကိုတန်းလာပါတယ် B flat ဆိုပြီးတော့မဟုတ်ပါဘူးထိုနည်းတူစွာပဲကျွန်တော်တို့ C ကိုကျွန်တော်တို့ half step down ကျွန်တော်တို့ဘားဝက်ကျွန်တော်တို့ချလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် B ဖြစ်ပါတယ်ကျွန်တော်တို့ C flat ဆိုပြီးတော့မရှိပါဘူး E လည်းအဲ့လိုပါပဲကျွန်တော်တို့ E ကိုကျွန်တော်တို့ hashtag up မြင်လိုက်ရင်ကျွန်တော်တို့ F ဆိုပြီးတန်းလာပါတယ် E ပြီး F တန်းလာပါတယ်ဂျားမှာအတန်မရှိပါဘူးကျွန်တော်တို့ F ကိုကျွန်တော်တို့ hashtag down ချလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ E ဖြစ်ပါတယ်ကျွန်တော်တို့ F flat ဆိုပြီးမရှိပါဘူးကျွန်တော်အဲ့ဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်တို့ B နဲ့ C နဲ့ဂျားမှာကျွန်တော်တို့ဂျားတန်မရှိပါဘူး B ပြီးရင် C တန်းလာပါတယ် E နဲ့ F နဲ့ဂျားမှာလည်းဂျားတန်မရှိပါဘူး E ပြီးရင် F တန်းလာပါတယ်ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ A to G 12 key ကီး12 key အကြောင်းကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်တို့ခုနကပြောတဲ့အတိုင်းပဲကျွန်တော်တို့ A ကနေစမယ် A to G ဆိုတော့ A B C D E F G ဆိုပြီးတော့ကျွန်တော်တို့12 key ပေါ့နော်ကျွန်တော် A ကနေ B ဆိုလို့ A B C D E F G ဆိုကျွန်တော်တို့9တန်ပဲရှိပါသေးတယ်အဲ့ဒါကိုကျွန်တော်တို့ဒီမှာ sharp တွေ flat တွေကျွန်တော်တို့5ခုထပ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့12တန်ဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီကောင်ဖြစ်ပေါ်လာပုံကျွန်တော်ပြောပြမယ်အဲ့မှာဆိုကျွန်တော်တို့ A ကိုကျွန်တော်တို့ hashtag app ပေါ့နော်ကျွန်တော်တို့ hashtag app ကျွန်တော်တို့ဘားဝက်မြင့်လိုက်တဲ့ခါကျရင် A ပြီးရင်ကျွန်တော်တို့ A sharp လာပါတယ် A sharp ကိုကျွန်တော်တို့ hashtag app လောက်လိုက်ရင် B လာပါတယ် B ကိုကျွန်တော်တို့ hashtag app လောက်လိုက်ရင် C တန်းလာပါတယ် B နဲ့ C နဲ့ကြားမှာကျွန်တော်တို့ကြားတန်မရှိပါဘူးကြားတန်မရှိပါဘူး B ပြီးရင် C တန်းလာပါတယ်ကျွန်တော်တို့ C ကို hashtag app လောက်လိုက်ရင် C sharp ပါ C sharp ကို hashtag app လောက်လိုက်ရင် D ပါ D ကို hashtag app လောက်လိုက်ရင် D sharp ပါ D sharp ကို hashtag app လောက်လိုက်လို့ရှိရင်ကျွန်တော်တို့ E ပါ E ကို hashtag app လောက်မြင့်လိုက်လို့ရှိရင် F ပါ E နဲ့ F နဲ့ကြားမှာကြားတန်မရှိပါဘူး E ပြီး F တန်းလာပါတယ်ကျွန်တော်တို့ F ကိုကျွန်တော်တို့ hashtag app လောက်လိုက်ရင်ကျွန်တော် F sharp ပါ F sharp ကိုကျွန်တော်တို့ hashtag app လောက်လိုက်ရင် G ပါ G ကို hashtag app လောက်လိုက်ရင်ကျွန်တော် G sharp ပါ G sharp ကို hashtag app လောက်လိုက်ရင်ကျွန်တော်တို့ဒီဘက် A ကိုပြန်လာပါတယ်အားကြောင့်ကျွန်တော်တို့တွက်ကြည့်မယ်ဆိုရင် A A sharp B C C sharp D D sharp E F F sharp G G sharp ဆိုပြီးကျွန်တော်တို့ key 12 key ရှိပါတယ်12တန်ရှိပါတယ်ကျွန်တော်တို့ဒီကောင်မှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ A နဲ့ B နဲ့ကကျွန်တော်တို့ whole step ပါ whole step ဆိုတာသူ့ရဲ့ဂျားမှာကျွန်တော်တို့တတန်ရှိသေးတယ်ခင်ဗျာတတန်ကိုကျွန်တော်တို့ကြော်လိုက်တဲ့အခါမှာ whole step လို့ခေါ်ပါတယ်ဘာအပြည့်ကျွန်တော်တို့ယူလိုက်တာပါကျွန်တော်တို့အဲကြောင့် A နဲ့ B နဲ့က whole step ဖြစ်ပါတယ်သူဂျားမှာဂျားတန်တတန်ရှိပါတယ် B နဲ့ C နဲ့ကျတော့ကျွန်တော်တို့ half step ဖြစ်ပါတယ် B နဲ့ C နဲ့ကတ်ရပါသူဂျားမှာလုံးဝအတန်မရှိပါဘူးကျွန်တော်ဒီမှာအပေါ်မှာပြောပြပါပြီကျွန်တော်တို့ C နဲ့ D နဲ့က whole step ဖြစ်ပါတယ်သူဂျားမှာ C sharp ဆိုတဲ့တတန်ရှိပါတယ်ဟုတ်ပြီကျွန်တော်တို့ D နဲ့ E နဲ့ကြားမှာကျွန်တော်တို့ D sharp ရှိတယ် D နဲ့ E က whole step ဖြစ်ပါတယ် E နဲ့ F ကကျွန်တော်တို့ half step ဖြစ်ပါတယ်သူကြားတန်လုံးဝမရှိပါဘူး E ပြီးရင် F တန်းလာပါတယ်
ကျွန်တော်တို့ F နဲ့ G ကကျွန်တော်တို့ whole step ဖြစ်ပါတယ်ကျွန်တော်တို့ F နဲ့ G ရဲ့ကြားမှာကျွန်တော်တို့ F sharp ရှိပါတယ် G နဲ့ A နဲ့လည်းအတူတူပါပဲကျွန်တော်ကြားမှာ G sharp ရှိပါတယ် whole step ပါဟုတ်ကဲ့ G ပြီးရင်ကျွန်တော်တို့ A ကိုပြန်လာလို့ဒီလိုမျိုး A ကိုပြန်လာပါတယ်လာတဲ့အချိန်မှာသူကြားမှာတက်တန်ရှိပါသေးတယ်အဲ့ဒါ A sharp ပါအဲ့တော့ကျွန်တော်တို့ပြန်သွားမယ်ဆိုရင်ကျွန်တော်တို့ A အနေနဲ့ကြည့်လို့ A sharp ဖြစ်တယ်လို့ B အနေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်းသူက B ရဲ့သူ့ရဲ့ရှေ့ကို hashtag ကျွန်တော်တို့ down ဖြစ်လိုက်တဲ့အတွက်ကြောင့် B flat ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာလဲ D ကနေပြီးပြန်ကြည့်ရင် D flat ဖြစ်ပါတယ် C sharp D flat ပါကျွန်တော်တို့ E flat D sharp ပါ G flat F sharp ပါကျွန်တော်တို့ A flat G sharp ပါဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့12တန် key 12 key ပေါ့နော်ကျွန်တော်တို့ music မှာ A sharp B C C sharp D D sharp E F F sharp G G sharp ဆိုပြီးကျွန်တော်တို့ key 12 key ဖြစ်ပါတယ်ကျွန်တော်တို့ခုနက key 12 key ကိုဒီမှာပြန်ပြီးတော့ချရေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ key 12 key ထဲမှာကျွန်တော်တို့ C key ကိုသွားမှာဖြစ်ပါတယ် C ရဲ့ chromatic key ကိုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ chromatic key ဆိုတာဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ do di re ma mi fa fi so si la tha ti do ဆိုတဲ့ကျွန်တော်တို့12တန်စဉ်ဖြစ်ပါတယ်12တန်စဉ်ဖြစ်ပါတယ်ကျွန်တော်တို့အဲ့12တန်စဉ်ကိုကျွန်တော်တို့ဘယ်လိုရေးမလဲ key လိုက်ဘယ်လိုရေးမလဲဆိုရင်ကျွန်တော်တို့ key C ကိုရေးမယ်ဆိုရင်သူ့ရဲ့ do က C ပါkey တကယ်လို့ D ဆိုရင်သူ့ရဲ့ do က D ဖြစ်သွားမှာပါအဲ့လိုပါကျွန်တော်တို့အခုလက်ရှိက key C ကို key C ကိုကျွန်တော်တို့ရေးမှဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ do က C ပါ key C C ပြီးရင်ကျွန်တော်တို့သူက chromatic key ဖြစ်တဲ့အတွက်ကြောင့်သူကတန်စဉ်12တန်စဉ်ဖြစ်တဲ့အတွက်ကြောင့်အစဉ်လိုက်ကျွန်တော်တို့ရေးချလိုက်ရပါပြီ C C sharp D D sharp E F F sharp G G sharp A A sharp B ဆိုပြီးကျွန်တော်တို့ရေးချရပါပြီကျွန်တော်တို့အောက်မှာရေးထားပါတယ်ဒီတိုင်းပဲရေးထားပါတယ်ကျွန်တော်တို့အဲ့ဒါ key C ဖြစ်တဲ့အတွက်ကြောင့် do D re ma mi fa fi so si la tha ti do ဖြစ်ပါတယ်ကျွန်တော်တို့ key C ရဲ့ chromatic key 12တန်စဉ်ဖြစ်ပါတယ်ကျွန်တော်တို့အဲ့12တန်စဉ်ကိုကျွန်တော်တို့ဒီဟာအောက်က diatonic major scale ဖြစ်တယ်ကျွန်တော်တို့အားလုံးကျွန်တော်တို့ music မှာကျွန်တော်တို့အခြေခံဖြစ်တဲ့ do re mi fa so la ti do ကျွန်တော်တို့ do re mi fa so la ti do do 1လို့ကျွန်တော်တို့ရေးပါတယ် music note မှာ re ကို2လို့ရေးပါတယ်ကျွန်တော်တို့ဒီမြန်မာပြည်က note ပေါ့နော်အရှေ့တိုင်း note မှာ mi ကို3လို့ရေးပါတယ် fa ကို4လို့ရေးပါတယ် so 5လို့ရေးပါတယ် la ကို6လို့ရေးပါတယ် t ကို7လို့ရေးပါတယ်ကျွန်တော်တို့ဒီဘက်က high do ကိုကြတော့1အပေါ်မှာအဆက်ကလေးနဲ့ရေးပါတယ်အဲ့တော့ကျွန်တော်တို့ do re mi fa so la ti do ဆိုတဲ့9တန်စဉ်ဖြစ်ပါတယ်အဲ့ဒီ9တန်စဉ်ကိုကျွန်တော်တို့ chromatic scale ကနေကျွန်တော်တို့ဆွဲချလို့ရပါတယ်ဘာလို့ကျွန်တော်တို့ဒီမှာကြည့်ပါ chromatic scale မှာ do di re ma mi fa fi so si la tha ti do ဆိုကျွန်တော်တို့ဒီမှာ do re mi fa နဲ့သွားမှာဆို do re mi fa so la ti do ဆိုပြီးဖြစ်ပါတယ်ကျွန်တော်တို့အဲ့တော့ do အောက်မှာရှိတဲ့ကောင်ဒီ do ဆွဲချလိုက်မယ် re အောက်မှာရှိတဲ့ကောင်ဒီ re ကိုဆွဲချလိုက်မယ် mi အောက်မှာရှိတဲ့ကောင်ဒီ mi ကိုဆွဲချလိုက်မယ် fa အောက်မှာရှိတဲ့ကောင်ဒီ fa ကိုဆွဲချလိုက်မယ် so အောက်မှာရှိတဲ့ကောင်ဒီ so ဆွဲချလိုက်မယ် la အောက်မှာရှိတဲ့ကောင်ဒီ la ကိုဆွဲချလိုက်မယ် t အောက်မှာရှိတဲ့ကောင်ဒီ t ကိုဆွဲချလိုက်မယ်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာ diatonic major scale ရပါပြီအဲ့ဒါကျွန်တော်တို့ chromatic scale ကနေ diatonic major scale ကိုကျွန်တော်တို့ဆင်းသက်လာပုံဖြစ်ပါတယ်ဒါကကျွန်တော်တို့ C D E F G A B C ဆိုတာ key C ရဲ့ diatonic major scale ဖြစ်ပါတယ် do re mi fa so la ti do ကျွန်တော်တို့ဒီဟာကတော့ကျွန်တော်တို့တစ်လုံးချင်း lead တီးတဲ့အခါမှာသုံးတဲ့ဟာဖြစ်ပြီးတော့ melody တီးတဲ့အခါမှာသုံးတာကျွန်တော်တို့ဒီကောင်ကော့ကွက်အဖြစ်နဲ့ကော့တွေနဲ့ပြန်ရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ do ရယ် fa ရယ် so ရယ်မှာကျွန်တော်တို့ major key ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ do fa so major key ဖြစ်ပါတယ်အဲအကြောင်းကျွန်တော်တို့ do C major fa F major so G major ဆိုပြီးကျွန်တော်တို့ဆွဲချလိုက်အောင်ပါပဲနောက်တစ်ခု re mi la minor key ဖြစ်ပါတယ် minor re minor mi minor la minor ဖြစ်ပါတယ်အဲအကြောင်းကျွန်တော်တို့က re မှာ D ကို D minor ပြောင်းလိုက်ပါတယ် mi မှာ E ကို E minor ပြောင်းလိုက်ပါတယ် la မှာ A ကို A minor ပြောင်းလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ဒီဘက်က T လေးကိုသွားလိုက်အောင်T ကြတော့ကျွန်တော်တို့ဒီမှာ T ကို dominant သုံးပါတယ် dim ပေါ့နော်ကျွန်တော် dim သုံးတယ် dominant dim အဲ့တော့ကျွန်တော်တို့ B dim သုံးမယ်ကျွန်တော်တို့က B dim နဲ့ B dim နဲ့သုံးလို့ရတယ်လို့အဲ့နေရာမှာကျွန်တော်တို့ဒီ so လေးကို
ဆိုလေးကို G လေးကို7သုံးလို့ရတယ် G7 ပေါ့နော်ဆို7သုံးလို့ရပါတယ်အဲကြောင့်ကျွန်တော်တို့ဒီမှာ G7 လေးကိုထည့်လိုက်ပါတယ်ဒီ G7 နဲ့ B ဒင်းတွေကကျွန်တော်တို့သူတို့သုံးတဲ့ music ဟိုပါပေါ့နော်ကျွန်တော်တို့သူ့မှာ core ထဲမှာပါတယ်ကျွန်တော်ဟိုက note တွေတူပါတယ်အဲကြောင့်ကျွန်တော်တို့ဒီနှစ်မျိုးစလုံးကိုသုံးလို့ရပါတယ် B ဒင်းသုံးလဲတီပါပဲ G7 သုံးလဲတီပါပဲအဲ့တော့ကျွန်တော်တို့ဒီအောက်မှာကော့ကွက်ကလေးရပြီ C D minor E minor F G A minor B ဒင်း C Do Re Mi Fa Sol La Ti Do ကီး C ရဲ့ကျွန်တော်တို့ family ကော့ကွက်ပဲဖြစ်ပါတယ် family ကော့ဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီ chromatic scale ကနေ diatonic major scale ကိုဆင်းသက်လာပုံဖြစ်ပါတယ်ကျွန်တော်ဝါသနာတူညီကိုမောင်နှမတွေအားလုံးနားလည်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေကိုလည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တင်ဆက်ပေးသွားပါမယ်ကျွန်တော်သိထားတဲ့ကျွန်တော် knowledge တွေကိုကျွန်တော် share ပေးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုကျွန်တော်တို့ like and subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ see you